2021မှာအင်းစိန်ထောင်မှာ8လကြာဖမ်းဆီးထိန်းသိမ်းခံရပြီးတော့လူငိမ့်နဲ့ပြန်လွတ်ခဲ့ပါတယ်2လလောက်ကြာတော့အကြမ်းဖမ်းဆီးပြီးတော့အကြမ်းဖက်နှိပ်စက်ခံရပါတယ်ပြီးတော့အောင်တပြည်စစ်ကြောရေးစစ်ကျင်းထောင်မှာ3လကြာနေခဲ့ရပါတယ်ကျမတော့စိတ်ကူးတာဝင်မရပြီမဲ့ပေါ့နော်ပြန်လဲပြီးတော့ကောင်းမွန်ခဲ့ပြီမဲ့ကျမနဲ့အတူတူတရက်ထဲမှာဖမ်းဆီးနှိပ်စက်ခံရတဲ့တငယ်ချင်းကတော့တည်ဆုံးသွားပါတယ်အဲဒီကျမနဲ့အတူတူပဲတရက်ထဲမှာသူကတော့တည်ဆုံးသွားပါတယ်ကျမကတော့တေရင်းနဲ့ကုတ်ကပ်ပြီးတော့ပြန်တက်လာနေတာပေါ့နော်အဲ့တော့ပြောချင်တာကတော့တကဘာလုံးကခေါင်းဆောင်တွေကိုကျမတို့ရဲ့မြန်မာနိုင်ငံကိုကိုကြီးကယ်တင်ပေးဖို့ပါကျမတို့ရဲ့ပြည်တွင်းစစ်ကိုလည်းအဆုံးသတ်ချင်ပါတယ်ပုံလေးမှာပြထားတာကတော့ပေါ့နော်စစ်ကောင်စီရဲ့မတမ်းမဆပြည်တွင်းစစ်ပါကျမတို့ကနိုင်ငံတကာစစ်မဟုတ်ပါဒါပေမဲ့ပြည်တွင်းစစ်မှာပြည်တွင်းနဲ့မတန်တဲ့လက်နက်တွေနဲ့နှိပ်စက်ဖျက်ဆီးနေတာလူတွေလည်းတည်ကြတယ်နိုင်ငံရေးချင်းသားတွေလည်းအများကြီးတည်ဆုံးကြတယ် CRSV case တွေလည်းအများကြီးဖြစ်တယ်နိုင်ငံဟာစုပ်ပြတ်တက်နေပါပြီဒါကြောင့်မလို့ကျမတို့ရဲ့စစ်ကောင်စီကိုနိုင်ငံတကာကနေပြီးတော့အကုန်လုံးတားဆီးပေးပြီးတော့အရေးယူပေးဖို့တောင်းဆိုချင်တယ်